ဒီနေ့ရန်ကုန်ထမင်းမောက်လုပ်စားပါမယ်အရင်ဆုံးပပလေးထားတဲ့ကြက်သားတွေကိုစားကြက်သားမုံငရုတ်ကောင်းမှုထည့်နေပြီးတော့15မိနစ်လောက်နှက်ထားလိုက်ပါနောက်ပြီးပြောင်းကုန်မှုကိုလည်း2ဆွန်းလောက်ထည့်ပြီးတော့ဖြောထားလိုက်ပါမယ်ထမင်းမောက်လုပ်ဖို့အတွက်မိမိကြိုက်နှစ်သက်တဲ့အသီးရွက်တွေကိုအစင်းသင်းလုပ်ထားပြီးတော့ငုံကိုလည်းပြုတ်ထားလိုက်ပါမယ်အားလုံးစနစ်ဖြစ်ပြီးဆိုရင်စီထည့်ပြီးနှုတ်နှုတ်စင်သားတဲ့ကြက်သွန်ဖြူလေးကိုထည့်ပြီးမှုလိုက်ပါမယ်အနံ့လေးဝင်လာပြီဆိုရင်တော့အရသာနဲ့ထားတဲ့ကြက်သားကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ကြက်သားတွေကထွက်လာတဲ့အရည်လေးတွေနူးဣပြီးခန်းသွားတဲ့အထိကိုကြော်ပေးပါမယ်ရှင်အရသာအတွက်ပဲငံများကြီးနဲ့ QC ကိုနည်းနည်းထည့်ပြီးတော့မှုပါမယ်9မိနစ်လောက်ကြော်ပြီးကြက်သားလေးတွေလည်းကြက်သွားပြီဆိုရင်တော့ကြက်သွန်နီကိုထည့်ပါမယ်ကြက်သွန်နီလေးတွေနွမ်းလာပြီဆိုရင်တော့ပြုတ်ထားတဲ့ငုံဦးလေးတွေကိုထည့်လိုက်ပါမယ်နောက်နည်းနည်းပူမာတဲ့အသီးရွက်တွေဖြစ်တဲ့မုံလာဦးဘေဘီကွန်ပန်းပွင့်တို့ကိုအရင်ဆုံးထည့်ပြီးတော့ကြော်လိုက်ပါမယ်သူတို့တွေကတခြားအသီးရွက်တွေထက်ကြက်ဖို့ပူကြတဲ့အတွက်ကိုအရင်ဆုံးထည့်လိုက်တာပါအသီးရွက်တွေဣဝအောင်ရေလေးနည်းနည်းထည့်လိုက်ပါရနော်နောက်ပြီးအကျက်မြန်တဲ့ရွက်တွေဖြစ်တဲ့မုံညင်းဖြူနဲ့ထိုင်ဝမ်မုံညင်းကိုထပ်ထည့်လိုက်ပါတယ်အရွက်တွေနူးဣသွားအောင်ခဏလောက်မှွေပေးပြီးရင်တော့အချိုရတာအတွက်ပဲငက်များကြီးနဲ့ QC ကိုထပ်ထည့်လိုက်ပါမယ်အရသာဝင်သွားအောင်ခဏလောက်မှွေပေးပြီးရေလေးနည်းနည်းထပ်ထည့်လိုက်ပါအရွက်တွေနူးဣလာပြီဆိုတော့မှခင်းရကျင်ဒီကိုထည့်ပါမယ်ခဏလောက်မှုပေးပြီးရင်တော့အသင့်ဖြော်ထားတဲ့ပြောင်းကုန်မှုကိုထည့်လိုက်ပါမယ်အသီးရွက်တွေနဲ့ကော်ရီတို့တသားလေးဖြစ်သွားပြီဆိုရင်တော့အရသာမြည်ကြည့်ပါလိုအပ်ရင်လိုအပ်တဲ့အရသာကိုထည့်လိုက်ပါနော်အရသာအားလုံးဆင်ပြေပြီဆိုရင်တော့နောက်ဆုံးမှငရုတ်ကောင်းမှုပြုလိုက်ပါမယ်ဒါဆိုရင်တော့ရန်ကုန်ထမင်းပေါင်းလေးရပါပြီရှင်ရန်ကုန်ထမင်းပေါင်းကအသီးရွက်တွေအများကြီးပါဝင်တာကြောင့်ကိုခန်းကောင်းမှုပြီးတော့အာဟာရဖြစ်စေပါတယ်ဒါကြောင့်လိုက်လှုပ်ရှားကြည့်စေချင်ပါတယ်နော်